လာပါဒီဗီဒီယိုလေးကနေပြီးတော့မှအမှတ်တရလေးဖြစ်သွားရဲ့နောက်တစ်ခုကကိုယ့်ရဲ့ပြောင်းနေတဲ့အတန်လေးပေါ့နော်ပြောင်းနေတဲ့အတန်စာဒီကာလတွေကြားထဲမှာအရန်ရုပ် shut down ချလိုက်တာပေါ့နော် shut down ဆိုတာလုံးဝယူပိတ်ချတယ်ပြလိုက်တာမျိုးပေါ့နော် shut down ချလိုက်တယ်တချို့ကိုနဲ့အရင်ဒီဆုံးလူတွေဆိုရင်တည်တယ်ဘယ်လောက်ထိအောင် shut down ချလိုက်လဲဆိုရင် no လို့ပြောရင် no ဆိုတဲ့ပုံစံမျိုးထိပေါ့နော် shut down ချလိုက်တယ်အဲဒီကြားထဲမှာအများကြီးပဲပါတာပေါ့နော်ဒီလိုအဆင်မပြေတာတွေ depression တွေအများကြီးပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီရဲ့ topic လေးကိုနည်းနည်းလေး sharing လုပ်ချင်တယ်နောက်တစ်ခါကျတော့အဓိကတော့ကိုလည်းပြန်ပြီးတော့ဗီဒီယိုရိုက်ထားချင်တယ်ပေါ့နော်ဒါကပြောမယ်ဆိုရင်အရင်တော့လူတွေပါလဲကြုံဖူးကြလိမ့်မယ်ပေါ့နော်ကိုရဲ့ဒီဘာလို့ပြောမလဲဆို golden ticket ကာလာစာရှိတယ်ဗျာလူတွေမှာဒီ25နဲ့35ဆိုတာကဒါလူတိုင်းအတွက်ကို settle လုပ်နေတဲ့အချိန်ကြီးပေါ့နော်နိုင်ငံခြားမှာဆိုရင်တော့ပို့ပြီးတော့တည်တာရပေါ့နော်နိုင်ငံခြားမှာဆိုရင်သူတို့က25နဲ့35ဆိုတာသူတို့လုံးဝဘဝရဲ့ life ကိုရွေးချယ်ပြီးတော့အဲ့ချိန်မှာသူတို့ settle လုပ်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နေထားမှာကျတော့အဲ့ဒီလို settle လုပ်လို့မရဘူးမရခဲ့တဲ့အနေအထားတွေရှိရပေါ့နော်အဲ့တော့ကျွန်တော်စီမှာဘာဖြစ်သွားလဲဆို hopeless ဆိုတဲ့နေရက်တွေပိုင်းသွားတယ်ပေါ့နော်အဲ့ဒီနေရက်တွေကတော့အဲ့ဒီဟောပေါ့ဒီအာနာသိန်းနဲ့အချိန်ကနေစပြီးတော့မှလုံးဝ hopeless ပုံစံမျိုးဖြစ်သွားပါတော့အဲ့ဆို2021ခရေကနေစလိုက်တာအခု2026ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တွဲ9နှစ်ပေါ့ဒီ9နှစ်တာကာလမှာလူတွေကခက်ခဲတယ်အဲ့လိုပဲတယောက်နဲ့တယောက်မှလည်းပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအကုန်လုံးက affect ရှိတယ်ပေါ့နော်အဲ့တော့တကယ်တမ်းဆိုဒီရဲ့9နှစ်ကာလကကျွန်တော်ရဲ့ golden days တွေဖြစ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်စီမှာပါရှိလဲဆိုရင်မဖြစ်လာရကောင်းမလားဆိုတော့ကို push လုပ်နေတဲ့ဘိုင်းနေရဲ့မဖြစ်ခဲ့ရဘူးမဖြစ်လာဘူးဆိုပြီးတော့ကိုပြန်ပြီးတော့ဘယ်လိုပြောမလဲကိုပြန်ပြီးအပြစ်တင်တဲ့အပိုင်းနေရဲ့အများကြီးပေါ့နော်အဲ့ဒီအပိုင်းတွေထဲမှာဘာတွေဖြစ်သွားလဲဆိုရင်hopeless ပေါ့နော်ကိုလုံးချင်တာကတခုကိုလည်းလုပ်နေတာတခုဒါပေမဲ့ဘာတွေလွယ်နေလဲဆိုပြီးတော့ကျွန်တော်ကို collective myself ဆိုပြီးတော့ပြန်လုပ်ကြည့်ရပါတော့အဲ့တော့ hopeless ကဘာကြောင့်ဖြစ်သွားလဲဆိုရင်ကျွန်တော်2016 2014မှာကျွန်တော်ရဲ့ကျောင်းအားလုံးပြီးရပါတော့ master တန်းပြီးတယ်master တန်းပြီးတော့ okay အလုပ်လုပ်မယ်ပေါ့နော်ဒါပေမဲ့ကအားလို့ဆိုပဲ2016မှာကျွန်တော် master နောက်တစ်ခု scholar ထပ်ရတယ်ဂျပန်သွားလိုက်တယ်လုံးဝပျော်ဖို့ကောင်းတဲ့အချိန်တွေပေါ့နော်ဒါကကိုယ့်ရဲ့အသက်25 26ချိန်ပေါ့အဲ့တော့အဲ့မှာ2016ကနေ2018ကျောင်း2နှစ်တက်တယ်တက်ပြီးတော့မြန်မာပြည်ကိုပြန်ဝင်လာတယ်အဲ2018အကုန်ပိုင်းပေါ့နော်အောက်တိုဘာလလောက်မှာပြန်ဝင်လာတဲ့အခါမှာကိုယ်စီမှာပါရှိလေဆိုရီမန်ချက်တွေလှုပ်ချင်တဲ့ဟာတွေပြီးကိုလုံနိုင်တာကိုလည်းအတိုင်းအတာတစ်ခုထိနားလဲထားတယ်ဆိုတော့အဲ့မှာလှုပ်ချင်တဲ့ပိုင်းတွေအများကြီးရှိရပါတော့အဲ့နဲ့2019မှာမြန်မာကုမ္ပဏီတစ်ခုမှာလုံလိုက်တယ်ဒီမှာလည်းအဲ့လိုပဲကုမ္ပဏီတစ်ခုလုံးမှာကိုတယောက်တည်းပဲရှိရပါတော့နောက်တော့2020မှာကိုဗစ်ဖြစ်တယ်အဲ့ချိန်မှာကိုကမော်လမြိုင်ကိုရောက်သွားတော့အဲ့မှာပေါ့နော်တရား20ပေါ့နော် KBS Day Bridge ပေါ့နော်ဒါလည်းအားသုံးခွန်ဆိုင်လုပ်မယ်ဆိုပြီးတော့အဲ့တော့လည်းဒါလည်းအများကြီးပဲပေါ့နော်ကိုကចောင်းပြီးခါစားရယ်ပြီးကိုလုပ်ရတဲ့ project ကလူရမ်းများတယ်လူရမ်းများတော့မြန်မာတွေရမ်းများတော့အရင်ဘယ်ပြောမလဲအရင် noisy ဖြစ်တယ်ပေါ့နော်တချို့ professional မဆန်တာတွေရှိရယ်အဲ့လိုမျိုးကိုအောက်လုံထိုးတာတွေပါညာရှိရပေါ့နော်ဒါပေမဲ့ကိုကလည်းဖြစ်ချင်တော့ဒီဘွဲကြီးကင်ထားပြီးတော့ဝင်သွားလိုက်တဲ့အခါကျတော့ဘယ်ပြောမလဲ junior level မျိုးမဟုတ် senior level မျိုးမဟုတ်ဘဲနဲ့ mid senior level မျိုးနဲ့ဝင်သွားပြီပေါ့နော်အခါမျိုးဒီမှာဆိုလေ covid တွေဖြစ်
အဲ့တော့ကိုရီစီမှာလည်းအဲ့ all church ကပေါ့နော် organization church ကအလိုမျိုးတွေစစ်မပြေဆိုအိမ်မှာလည်းတော်တော်ကြီးစိတ်ညစ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ project ပြီးအောင်လုပ်မယ်ဆိုတော့ဆန္ဒတွေနဲ့ဆက်လုပ်တယ်အချိန်မှာပဲ2021မှာအာနာသိန်းနဲ့အာနာသိန်းနဲ့သိန်းရောဒီရဲ့ကိုမျောလင်းထားတဲ့ဟာဒီအကုန်လုံးကရုတ်တရက်ကြီးရှက်တောင်ကြပါဗောနော်ရှက်တောင်ကြပါတယ်ပြီးတော့ဟိုနော်အဲ့တုန်းကကိုစီမှာပါရှိနေရလေဆိုရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့ကိုစီမှာ plan နေရမှအများကြီးပဲဗောနော် freelance ပေါ့နော် freelance consultant လို့ပြောညာတော့ဗောနော်အဲ့လိုမျိုးတွေအားစားဒါအများကြီးဗောနော်အဲ့ခါမှာအဲ့အာနာသိန်းပြီးတဲ့ခါကျတော့လေနောက်တော့ထပ်ဖြစ်တယ်ဘာတွေထပ်ဖြစ်လဲဆိုရင်မိသားစုကိစ္စတွေထပ်ဖြစ်တယ်ပြီးတော့လေအဲ့လိုပဲဒီ relationship တစ်ခုကလည်းအဲ့လိုချစ်တလို့ခံလိုက်ရပါတော့အဲ့ကကျတော့လူကလုံးဝ break down ဖြစ်လာပြီပေါ့နော် break down ဖြစ်လာပြီးတော့မှလုံးဝကိုဘယ်လိုပြောမလဲ hopeless ပေါ့နော် hopeless ဆိုတဲ့အသေးပဲအားလေဘာမျောလင်းချက်မှမရှိတော့လူတွေပေါ်မှာလည်းမျောလင်းချက်မရှိတော့သလိုကိုပေါ်မှာလည်းမျောလင်းချက်မရှိတော့အဲ့ဒါကြီးရန်ကြောက်ဖို့ကောင်းတယ်ရန်ကြောက်ဖို့ကောင်းတယ်ဘာလို့ဆိုကိုက peak တစ်ခုတက်နေတဲ့အချိန်မှာတက်နေကိုငါဒါလုပ်မယ် plan တွေတစ်ခုဆွဲထားတဲ့အချိန်မှာမဖြစ်လာသေးဘူးเนาะ plan စမှာပဲရှိသေးလုံးလည်းမလုံးရသေးဘူးဒါပေမဲ့လုပ်ဖို့အတွက်ခြေလမ်း1 step 2 step လောက်ကစပြီးနေပြီအဲ့ဒီအချိန်မှာဖုတ်ဆိုပြီးတော့အဆုံးကိုပြန်ရောက်သွားပြီးတော့ what can I do ပေါ့နော် what could I do ငါဘာလုပ်နိုင်လဲဆိုဘာမလုပ်နိုင်တဲ့ပြင်မှာကိုယ့်ကို emotionally support ပေးမယ်လူကလည်းချစ်ချင်းလုပ်သွားတယ်အဲ့တော့လုံးဝ mentally ရော physically ရော breakdown ဖြစ်တာပေါ့နော်ဒီ2022ပေါ့နောက်တစ်ခုကအဲ့ဒီချိန်မှာပဲဒီ case လေးတွေရှိတဲ့ခါကျတော့အဲ့ဒီမှာဘောနော်ဟိုပြည်လိုမျိုးနေလိုက်ရတယ်ဘောနော်အဲ့ခါကျတော့ဘယ်လိုပြန်ဖြစ်လာလဲဆိုရင်အလုပ်လက်မဲ့ပါဖြစ်သွားပါရှိနေပြီးသားအလုပ်ကို resign နဲ့ညတွင်ချင်းကောက်တင်ပြီးတော့အလုပ်လက်မဲ့တွေဖြစ်သွားအလုပ်ပြန်ဝင်လုပ်မယ်ဆိုတော့လေကိုကုမ္ပဏီကဒါအစိုးရနဲ့ case ဖြစ်တဲ့ဟာမျိုးဆိုပြီးတော့ကိုဘာနော် security ရပါညာဆိုပြီးတော့ထမခံတော့အဲ့တော့2022မှာကြားလိုက်တဲ့စိတ်ခွန်အားတွေရုပ်ခွန်အားတွေရောအဲ့ဒီအကုန်လုံးကချင်းနီတော်ဆိုးပဲပေါ့နော်အဲ့ဒါနဲ့ကို2023ရောက်လာတယ်2023မှာစင်ကာပူစရောက်တယ်စင်ကာပူမှာအလုပ်ကိုင်းနေအကုန်လုံးဆင်ပြေမြန်မာပြည်တွေကထွက်လိုက်တာနဲ့အကုန်လုံးဆင်ပြေကိုမြန်မာပြည်ထဲမှာပဲစင်မပြေဖို့များကန်ဆာတာပါနေရလားတော့မသိဘူးပေါ့နော်မြန်မာပြည်ထဲမှာဘာလို့ကိုအစင်မပြေอ่ะအဲ့တော့ဘာဖြစ်လဲဆိုရင်ကိုစီမှာအိမ်ကခဏပြောင်းသွားရပါတော့2နှစ်တစ်ခါလောက်ကို2 years ကိုတစ်ခါလောက်အိမ်ပြောင်းရတယ်လို့ဖြစ်နေအဲ့လိုပဲအိမ်တစ်ခါပြောင်းပြီဆိုရင်ကိုကနေတာထိုင်တာအစားဒီလိုမျိုးပေါ့နော်ဒီတနေရာရောက်တယ်ဆိုရင်ကိုအိမ်ကိုရပဲအကုန်လုံးကိုစီ room ဖြစ်အောင်နေတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့စင်ကာပူဆိုင်ရလာတဲ့အချိန်မှာ fucking shock ပေါ့နော်ဒီဟာဘာ shock ဖြစ်လဲဆိုရင်ဒီရဲ့စင်ကာပူရဲ့ lifestyle ကအရန်ယူဘောနော်ရန်ကုန် lifestyle ထက်ကိုပိုဆွဲဘောနော်ရန်ကုန် lifestyle ကိုကျွန်တော်တို့ကဟိုလို့ခေါ်တာဟို badness လို့ခေါ်တာဒီငှက်လောက်ရင်းထဲမှာနေတယ်ဘောနော်ဒါပေမဲ့စင်ကာပူရဲ့ badness ကပိုဆိုးတယ်ပို့ပြီးတော့ကျင်းသွားတာဘောနော်တအိမ်လုံးထဲမှာအခန်းလေးတစ်ခန်းထဲမှာပဲ no choice ပေါ့နော်ကြိုက်တော့ရှိမကြိုက်တော့ရှိနေရတယ်ဆိုတဲ့ style မျိုးအဲ့ဒါကြီးအလကားနေနဲ့ stress ပြီးတာမျိုးပေါ့နော်နောက်တော့ခါကျတော့ design engineer တယောက်နေနေပေါ့နော်ဒီနိုင်ငံတစ်ခုမှာပြောင်းသွားပြီဆိုရင် technically ရရောအကုန်ပြန်သိရတယ်ကျွန်တော်တို့စီမှာကမြန်မာပြည်မှာသုံးတာ ACI ကိုသုံးတာ ACI ဆိုတော့ပြီးသုံးတဲ့ unit တွေကစ FIPA အရန်လွယ်တယ် FIPA inch family ကလည်းဖြစ်ခဲ့ပြီသားကိုဒီ model တခုဘယ်လို model လုပ်မလဲဆိုကွာဆိုကောက်လောက်တာရမယ်ပေါ့နော်ဒီရောက်တဲ့ခါကျတော့အကုန်လုံးကိုကျွန်တော်တို့ unit တွေကစပြောင်းပြီးတော့
ကြံပြီးလေးလာရတဲ့ပုံစံမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့နောက်တစ်ခုကကိုဝင်လိုက်တဲ့ကုမ္ပဏီကလည်းတကယ် infrastructure project အကြီးကြီးလုပ်တဲ့ကုမ္ပဏီ contractor လိုမျိုးဖြစ်နေအောင် main ကုန်းပေါ့နော် main ကုန်းလိုမျိုးဖြစ်နေအဲ့ခါကျတော့ striker တော်တော်လုပ်ယူရတယ်ပေါ့နော်ဒီ2024ပေါ့နော်2024မှာမသိတဲ့ဟာတွေလည်းအများကြီးအဲ့လိုပဲမသိတဲ့အချိန်မှာလည်းကိုယ်ကိုဘေးနားနေပြောဝင်ရပြီးကြတဲ့လူတွေလည်းအများကြီးပေါ့နော်ဆရာမတွေရောအကူအမတွေရောအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့စင်ကာပူမှာ survive ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့2024မှာproject ကကြီးကြီးမားမားဆိုလို့တန်တာလိုက်တဲ့ project က600 plus million ပေါ့နော်အဲ့ project တစ်ခုပဲလိုက်ခဲ့လိုက်တယ်ပေါ့နော်နောက်တစ်ခုလည်းလိုက်သေးတယ်အဲ့တစ်ခုကဆိုကျွန်တော်900 plus လားမသိအဲ့လိုပဲရှိပေါ့နော်နောက်တော့2024ထဲမှာတင်မယ်နောက်ထပ် project တစ်ခုထပ်လိုက်တယ်အဲ့ဒါကလည်း535 million နဲ့ over ဖြစ်တယ်နောက်တစ်ခုထပ်လိုက်တယ်အဲ့ဒါလည်း285 million နဲ့ over ဖြစ်တယ်အဲ့တော့တကယ်တမ်းဆိုတန်တာတင်ထဲမှာ design တင်ဆိုတာက DMP project တွေဆိုရင်တော့ဒါသူတို့ပို့ပြီးတော့ဟိုဖြစ်တယ်ပေါ့နော် design optimization တွေလုပ်ရတာတို့ design review တွေလုပ်ရတာပေါ့နော်အဲ့ဆိုအဲ့ဟာတွေကုန်လုံးကတော့ကျွန်တော်နောက်ဗီဒီယိုလေးတစ်ခုမှထပ်ပြောမယ်ပေါ့နော်ဒီစင်ကာပူမှာဘာတွေလုပ်နေလဲပေါ့နော်ပြီးသွားရင်နောက်တစ်ခုကကျွန်တော်တို့ကတစ်ခါလေကြာရင်project တစ်ခုအောင်မြင်ဖို့ဆိုတာကတခုတည်းတည်နေုံနဲ့မရဘူးပေါ့နော်တခုတည်းပဲလုပ်ပြီးတော့တခုတည်းပဲတည်ပြီးတော့ specialist လုပ်သွားလို့ရလားဆိုရတယ်အဲ့ဒါက subcon လေးမှာလုပ်လို့ရတယ်ကျွန်တော်တို့အဲ့ရဲ့ subcon specialist တွေဆိုပြီးတော့လုပ်လို့ပေါ့နော်ထပ်ပြီးရှိတယ်အဲ့တော့အဲ့ရဲ့ဟာတော့ကျွန်တော်နောက်ပိုင်းမှာထပ်ပြောမယ်ပေါ့နော်အဲ့ခါကျတော့ဘာလို့ဖြစ်လဲဆိုရင်ကျွန်တော်စီမှာဒီရဲ့ burn out ဖြစ်တယ်ပေါ့နော်သူတို့ကတော့ burn out လို့ခေါ်ပါတော့ကျွန်တော်တော့ burn out ဆိုပါလေပေါ့နော်တကယ်တော့ burn out ဖြစ်တယ်ပေါ့နော် burn out ဖြစ်တယ်ကိုမနိုင်ဝန်နေထိုင်ရတယ်ပြီးကိုရဲ့စိတ်အခြေအနေကလည်းအဲ့အချိန်မှာအရန်ရိုးဘယ်လိုပြော mood ကကောင်းမနေဘူးပေါ့နော် mood ကောင်းမနေဘူးပြီးကာချာရတယ်ကာချာရကောဘာသာစကားရရောပေါ့နော်ဒီမှာပြောလိုက်တဲ့ဘာသာစကားတွေကတချို့ဟာတွေဆိုရင်လိုင်းမိတာရောမမိတာရောအများကြီးပေါ့နော်ကိုပြန်ပြီးတော့အဲ့ချိန်မှာမလုံနိုင်သေးဘူးလားလုံနိုင်လားဆိုတာတော့မသိစားသေးတဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေအများကြီးဖြတ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ကိုကအဲ့ချိန်မှာဘန်နောက်တွေဖြစ်နေပြီဒီ2023 2024ပေါ့နော်အဲ့လိုပဲဘန်နောက်တွေဖြစ်နေပြီးတော့အရန်ရုပ် silence ဖြစ်သွားတာပေါ့နော်ဟာဒါကိုရဲ့တိုက်လည်းမဟုတ်ဘူး silence ကိုမှအရန်ရုပ်ဖြစ်သွားပြီးတော့နောက်တစ်ခုကတခုဆိုရင်အဲ့လိုဖော်မပြတော့ဘယ်နဲ့လူကအရန်ညှို့သိမ့်လိုက်တယ်ပေါ့နော်ဒါဟိုလူတိုင်းတွေးကြုံရမှာပဲလို့ကျွန်တော်တို့ကတွေးပြီးတော့မျိုးသိမ့်လိုက်တယ်ဒါပေမဲ့အဲ့ရဟာတွေကဘယ်လိုဖြစ်လဲဆိုရင်ဒါကအဝေးမှနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမိသားစုကဒီရဲ့အကြောင်းအရာတွေကိုနားလဲချင်မှနားလဲမယ်ကိုဒီမှာ struggle လုပ်နေရတဲ့ဟာတွေသူတို့နားလဲချင်မှနားလဲမယ်ဒီမှာဒီလိုပေါ့နော် lonely ဖြစ်နေတဲ့ဟာတွေပြီးရင်ဒီစိတ်ပိုင်းဆိုင်ရာအရာရော struggle လုပ်နေရတာရုပ်ပိုင်းဆိုင်ရာအရာရော struggle လုပ်နေရတာ social အရာရော struggle လုပ်နေရတာဒါတွေအကုန်လုံးမိသားစုတွေကနားလဲချင်မှနားလဲမယ်ပေါ့နော်အဲ့တော့မိသားစုကိုသွားရှာလာဆိုရှာတဲ့နေအဲ့လိုမျိုးဘန်နောက်ဖြစ်တဲ့အချိန်မှာရှာတဲ့နေဘာလို့ဒါမိသားစုရဲ့ပေါ့နော် supporting ရလဲလို့ပဲပေါ့နော်ကျွန်တော်လည်းသွားရှာတယ်ဒါပေမဲ့ဘယ်လိုပြောမလဲအမြဲတမ်းတော့ရှာလို့မရဘူးเนาะဘာလို့ဆိုလူတိုင်းမှာလည်းလူတိုင်းရဲ့အခက်အခဲတွေကိုရီထပ်ပို့ဆိုပါဘောမြန်မာပြည်မှာနေရတဲ့လူတွေဆိုတော့လေအဲ့ဒါဆိုဒီပြောချင်တာကဒီလိုမျိုးဖြစ်သွားတဲ့ဒီ depression ဝင်သွားတာပေါ့เนาะ depression ဝင်သွားတဲ့ဟာမှာဘာဖြစ်သွားလဲဆိုရင် effect တွေရှိတယ်သူရဲ့ effect တွေကကျွန်တော်တို့ရဲ့ daily life မှာဒါ silent ဖြစ်သွားတာပေါ့နော် silent ဖြစ်သွားပြီးတော့ကိုကအဲ့မှာ share တစ်ခုလုပ်ထည့်ပစ်လိုက်တာအဲ့ share ထဲမှာပဲကိုကနေတော့တာငါ့ကိုလာမထီတော့နဲ့ငါစိတ်လုံးဝအဆင်မပြေဘူးအဲ့တခုလေးထိလိုက်တာနဲ့အရန် sensitive ဖြစ်နေအရန် sensitive ဖြစ်တယ်ပြီးသွားရင်တော့ညာဖက်တွေဆိုအိမ်မပျော်ဘူးပေါ့နော်အိမ်မပျော်ပဲနဲ့3ရက်စတိုက်အိမ်မပျော်ပဲနဲ့အလုပ်ကိုသွားတာမျိုးတွေအဲ့လိုမျိုးတွေလည်းရှိရပေါ့နော်ရှေ့ပိုင်းနေမှာဆိုပြီးသွားရင်အရန် sensitive ဖြစ်တယ်
ကိုတခုခုပြောတယ်အကောင်းပြောရင်တော့အကောင်းလို့မမြင်တော့မျိုးပေါ့နော်အရင် sensitive ဖြစ်တဲ့ကာလတွေရှိရဲ့နောက်တစ်ခုကဆိုအဲ့ hormone changes ပေါ့နော် hormone changes တွေဖြစ်တာဘယ်လောက်ထိအောင်ဆိုးလဲဆိုရင်ကျွန်တော်ဆိုရင်ကတော့ပေါ့နော်ဒါ main အမျိုးသမီးတွေဖြစ်လေဖြစ်တာရှိရဲ့ဟာကိုကျွန်တော်ကမလာဘူးဆိုရင်တော့6လ5လ6လလောက်မလာတော့အဲ့လိုမျိုးတွေအထိကိုဖြစ်သွားတာပေါ့နော်ဒါကကျွန်တော်ရဲ့ lifetime မှာမကြုံဘူးတဲ့ဒီပေါ့နော် emotional ရရော hormone ရရောအဲ့လိုမျိုးပေါ့နော် changes တွေစဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော် weight ကတော့ share တိုးလာပေါ့နော်ဒီရဲ့ stress တွေရဲ့ဒီ burn out ဖြစ်တဲ့ဟာတွေရဲ့ပြီးသွားရင်ကိုယ့်ရဲ့နေထိုင်မှုပုံစံပေါ့နော်နေထိုင်မှုပုံစံကအလုပ်ကလည်း8 hour အဖြစ် sitting in front of a computer ဆိုတော့ဒီ computer ရှေ့မှာတောက်လျှောက်ထိုင်ရတဲ့အခါကျတော့ဒီပေါ့နော်ဒီကွန်ပျူတာရှေ့မှာထိုင်နေပြီးညဖက်ရောက်ရင်ဖုန်းကိုအဆက်မပြတ်သုံးတဲ့အခါကျွန်တော်6လလောက်ထိလုံးဝပျောက်သွားပြီးတော့ကျွန်တော်এই game ဆွဲတာတွေမှာဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေအစရှိရပေါ့နော်အဲ့ဒါတကယ်တမ်းကတော့ဒါတခြားလူတွေသိချင်မှသိမယ်ဒါတွေကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမှာစပြီးတော့ failure ဖြစ်လာမှာနော်ကိုကစိတ်တက်ကြတယ်ဆိုပြီးတော့ဒီ depression ကိုစိတ်တက်ကြတယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒါကို handle မလုပ်ခင်နဲ့ဘာလုပ်လိုက်လဲဆိုရင် high လုပ်ပြီးတော့မှကိုကအဲ့လို okay ဆိုပြီးတော့ဆက်သွားနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒါ daily life မှာလုံးဝ affect ဖြစ်တာလုံးဝ affect ဖြစ်တာဘာလို့ကိုယ့်ရဲ့ colleagues တွေကကိုယ်ဘာမြင်လာလဲဆိုဒီတကောင်ကငုံငိုင်ငိုင်နဲ့ silence အရင်ဖြစ်တယ်ပေါ့နော်ပြီးွားရင်နောက်တစ်ခုကဟို discussion တွေဝင်မယ်ဆိုရင်တော့ကိုတိလည်းမပြောအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့ခါမျိုးဒီခါကျရင်ဒါကိုယ့်ရဲ့ colleagues တွေကြားထဲမှာဆိုရင်ကိုဟိုနောက်ယုံကြည်မှုပျောက်စီရပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ဒါ difficulty ပေါ့နော်အဲ့ဆိုတော့ဒါကျွန်တော်ရဲ့ဒီ9နှစ်အတွင်းမှာကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာတွေရောရုပ်ပိုင်းဆိုင်ရာတွေရောဒါ failure collapse တဲ့ပြောပါတော့ collapse လုံးဝပြိုလဲတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့အဲဆိုတော့ဒီပြိုလဲတဲ့ပုံစံတွေကိုကျွန်တော်ညီနာလူတွေကနားလဲချင်လဲနေမယ်နားမလဲချင်လဲမလဲဒါကိုယ့်ရဲ့ personal experience ပေါ်မှာမူတည်ပြီးတော့လူတွေကကိုယ်ချင်းစာစိတ်ဆိုတာရှိလာတာကိုအဲ့တော့ကျွန်တော်ကလည်းဟိုဘယ်လိုပြောမလို့ရင် drama ကြီးခင်ဗျားပြီးတော့ငါဒါဖြစ်နေလို့ငါဒီလိုဖြစ်နေလို့ပါညာဆိုတော့လေ like ပြောမနေတဲ့လူမျိုးဆိုတဲ့အခါကျခါလေးကျ keep quiet ပေါ့နော်အဲ့လိုပုံစံမျိုးအရင်နေတယ် silent ပုံစံမျိုးနေတယ်အနွိုင်းဖြစ်တယ်ပေါ့နော်တချို့ဟာတွေဆိုဘာလို့ဆိုကွာ sensitive ဖြစ်တော့အဲ့ကောင် response မလုပ်ချင်တဲ့ခါမှာဆိုကွာအနွိုင်းပုံစံနဲ့ပဲပြလိုက်တော့တယ်ဒါပေမဲ့အဲ့ဒါဒီ it's okay ပြောချင်တာကအဲ့ကိုတခုခု burn out ဖြစ်လိုက်တဲ့ခါတိုင်းမှာတယောက်ကိုရှာဖို့အတွက်ဒီအရင်အရေးကြီးပါတယ်ပြီးသွားရင်အဲ့ချိန်မှာလည်းကျွန်တော်အနည်းဆုံးတငယ်ချင်းပေါ့နော် best friend လို့ပြောလို့ရတယ်အဲ့ best friend ဆိုလဲကျွန်တော်ကိုစိတ်ရှိပြီးတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဆိုလဲလို့ပေါ့နော်ကိုကအရင် sensitive ဖြစ်နေတဲ့ခါကျတော့မျိုးပေါ့နော်တယောက်နဲ့တယောက်ညင်းနာခုံနာတွေအဲ့လိုမျိုးစကားများတာတွေမလို့အဖက်စကားများတာတွေဘာညာတွေလည်းရှိခဲ့တယ်ပေါ့နော်အဲ့ဒါဒီအဲ့တကယ်ချင်းကလည်းခုစတီကိုပေါ်နားလည်မှုပေးတော့ပေါ့နော်အဲ့ဒါအရင်လေကျေးဇူးတင်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဆိုတော့ burn out ဖြစ်တယ်ပြီးရင်နောက်တစ်ခါဒီနေရာပြောင်းတယ်နိုင်ငံတွေပြောင်းတယ်ကြုံမှာပဲဒါတွေကလေ culture changes တို့ language changes တို့ရာသီဥတု changes တို့ကြုံမှာပဲတစ်ခုမဟုတ်တစ်ခု changes တွေရှိလာတိုင်းကျွန်တော်တို့ကဒီ response ကိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့ခါဆိုရင်ဟိုပြောချင်တာက relax ပေါ့နော် relax chilling and going ပေါ့နော် chill လုပ်ပြီးတော့သွားလိုက်ရုံပဲအရင် serious တီထားစရာမလိုဘူး stress တွေလည်းဖြစ်စရာမလိုဘူး stress ဖြစ်လိုက်လို့လည်းခေါင်းကျိုးမှမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကဒီ35နှစ်ပေါ့နော်35နှစ်ပြည့်မှာကျွန်တော်ရဲ့ဒီ golden years ကိုကျွန်တော်ဖြုံးလိုက်မိတယ်ပေါ့နော် wasted လုပ်လိုက်မိတယ်ဒါပေမဲ့နောက်လာမယ်ကျွန်တော်တို့ရဲ့နောက်ပေါ့နော်40 plus တို့
အဲ့လာမယ့်ချိန်မှာကျွန်တော်တို့က do something ပေါ့နော်တနေရာမှာနေရာတစ်ခုခုမှာ set တစ်ခုခုလည်းဖြစ်ချင်ဖြစ်နေမယ်ပေါ့နော်အဲ့တော့အကုန်လုံးကို fighting လို့ပဲပြောချင်ပါတယ်အဲ့ဆိုတော့ကိုပေးနာမှာအဆင်မပြေတဲ့လူတွေရှိတိုင်းစိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့လူတွေရှိတိုင်းကိုနည်းနည်းလေးစိတ်ရှိပေးကြပါနောက်တစ်ခုကလုံးဝ totally shut down မလုပ်လိုက်ပါနဲ့ကိုလည်း shut down မလုပ်နဲ့ shut down လုပ်သွားတဲ့လူကိုလည်းမို့နော်တကားတွေတော့ခောက်ပေးကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်